ကိုယ့်ရဲ့ Facebook အကောင့်ထဲကသူငယ်ချင်းတွေကိုတခြားသူဝင်ကြည့်လို့မရအောင်ပိတ်ထားတဲ့နည်းလမ်းကိုပြောပြပေးပါမယ်။ဒီလိုမျိုးကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲကသူငယ်ချင်းတွေကိုတခြားသူဝင်ကြည့်လို့မရအောင်လုပ်ဖို့အတွက်အရင်ဆုံး Facebook ထဲကိုနှိပ်ဝင်လိုက်ပါ။ကိုယ့်ရဲ့ Facebook အကောင့်ထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကဟုတ်တောင်းမှာတွေ့နေရတဲ့မီနူဘာမြင်းသုံးချောင်းကိုထပ်ပြီးတော့နှိပ်ဝင်ရမှာဖြစ်ပါတယ်။အခုကျွန်တော်ထိုးပြထားတဲ့မီနူဘာမြင်းသုံးချောင်းထဲကိုနှိပ်ဝင်လိုက်ပါ။နေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့က Facebook setting ထဲကိုနှိပ်ဝင်ရမှာဖြစ်ပါတယ် Facebook setting ကဟိုအောက်ဘက်မှာလည်းတွားပြီးတော့ဝင်လို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာကပဲအလွယ်ဝင်ပြလိုက်ပါမယ်ကျွန်တော်တို့ရဲ့ Facebook setting ထဲကိုရောက်လာပြီဆိုရင်အောက်ဘက်ကိုဖြည်းဖြည်းသွားလိုက်ပါအောက်ဘက်ကိုကျွန်တော်တို့ရောက်လာပြီဆိုရင်တော့ဒီနေရာမှာလူကောင်းပုံလေးနဲ့ How people friend and contact you ဆိုတဲ့စာတန်းကိုကျွန်တော်တို့ရှာရမှာဖြစ်ပါတယ်အခုကျွန်တော်ဝိုင်းပြထားတဲ့စာတန်းတွေကိုနှိပ်ဝင်လိုက်ပါโอเคကျွန်တော်တို့ဒီနေရာကိုရောက်လာပြီဆိုရင်တော့အောက်နားလေးမှာကျွန်တော်ဝိုင်းပြထားတယ် Who can see you are plan list ဆိုတဲ့စာတန်းကိုကျွန်တော်တို့နှိပ်ဝင်ရမှာဖြစ်ပါတယ်ဒီစာတန်းတွေကိုနှိပ်ဝင်လိုက်ပါနေရာမှာဆိုရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးကကဘာလုံးပုံနဲ့ public ဆိုတဲ့နေရာမှာအပြောင်ဆက်ကလေးကိုထားမိမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲမှာတကယ်ချင်းနေဘယ်လိုရှိနေလဲဘယ်နှယောက်ရှိနေလဲဆိုတာကိုတခြားသူကကိုယ့်အကောင့်ထဲကိုဝင်ကြည့်တဲ့အခါတွေ့ရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ Facebook အကောင့်ထဲမှာတငယ်ချင်းဘယ်နှယောက်ရှိတယ်ဘယ်သူတွေရှိနေဆိုတာကိုမမြင်စေချင်လို့ပိတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အောက်က only me ဆိုတဲ့ဒီနေရာမှာအပြောင်ဆက်ကလေးကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာထည့်ပေးလိုက်ပါတော့ပုံစံလေးနဲ့ only me ဆိုတဲ့နေရာမှာအပြောင်ဆက်ကလေးကိုရှာလို့ပြီးသွားပြီဆိုရင်တော့ရသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအောက်နားကစေ့ဆိုတဲ့နေရာကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပါခုလိုနှိပ်လို့ပြီးသွားလို့ Who can see you are plan list ဆိုတဲ့စာတန်းမှာကျွန်တော်တို့အောက်နားလေးမှာ only me ဆိုပြီးတော့ပေါ်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲမှာတငယ်ချင်းဘယ်နှယောက်ရှိနေတယ်ကိုကဘယ်သူတွေနဲ့တငယ်ချင်းဖြစ်ထားတဲ့ဆိုတာကိုကိုယ့်ရဲ့ Facebook အကောင့်ထဲကိုတခြားသူကဝင်ရောက်ကြည့်ရှုဆက်စုတဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းတွေကိုသူကမြင်ရတော့မှာမဟုတ်ပါဘူးခင်ဗျာဒီနီလန်းကတော့ကိုယ့်ရဲ့ Facebook အကောင့်ထဲမှာတငယ်ချင်းဘယ်နှယောက်ရှိနေတယ်ကိုကဘယ်သူတွေနဲ့တငယ်ချင်းဖြစ်ထားလဲဆိုတာကိုမသိစေချင်ဘူးဆိုရင်တော့ဒီနီလန်းအတိုင်းမိတ်ဆွေတွေရဲ့ Facebook အကောင့်မှာပိတ်ထားလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ Facebook အကောင့်ထဲမှာကိုကဘယ်သူတွေနဲ့ friend ဖြစ်ထားတယ်ကိုယ့်ရဲ့တငယ်ချင်းကဘယ်နှယောက်ရှိနေတယ်ဆိုတာကိုတခြားသူကဝင်ကြည့်တဲ့အခါတွေ့ရတော့မှာမဟုတ်ပါဘူးခင်ဗျာ